တင်နေသဘာလဲပညာတင်တဲ့သဘာလဲဒါချိန်ပြီးစဉ်းစားမှာအချိန်သိမရောက်ကိုဖာသာကိုချက်ပွားပြီးသိကြပညာတင်နေဆိုတဲ့ဥစ္စာတဘာသူရဲ့အတွေ့အကြုံနဲ့အတွေ့အကြံကိုလက်ဆင့်ကမ်းတာအဲ့ဒါစာတင်နေပညာတင်နေခေါ်တာပဲဘာကြောင့်တင်လို့ရလဲဆိုတော့တူတူပြောမှာနော်ဘာသာစကားရှိလို့တင်လို့ရတာခွဲပညာတင်လို့မရဘူးအားကြောင့်ခွေးတဲ့ကောင်ရဲ့အတွေ့အကြုံကျန်တဲ့ကောင်မပြောနိုင်မိဘူးလည်းကေကေဆိုပူထားပြီနောက်ခွေးလည်းသူကိုယ်တိုင်ပူမကေကေပဲကဘာဦးကခွေးကနေဒီကိုယ်ခွေးကြီးကမိဘူးလည်းဆိုကိုယ်တိုင်ထိမိမှာပဲသိဘာဆိုဟိုကျန်တဲ့ခွေးကအတွေ့အကြုံရအဲ့ဒါမင်းပူတယ်နော်သွားမကင်နဲ့လို့မပြောတတ်လူတွေကြတာဟဲ့ဒါလို့နဲ့မင်းရဲ့တော့ပူပူဒါရင်တော့ကြအစုံမသားနဲ့ကြလူတွေကအဲ့လိုပြီးလို့ရဘာသာစကားကြောင့်ဘာသာစကားမရှိလို့ရှိရင်ဒီလောကကြီးဘယ်တော့မှတိုးတက်မလာဘူးအဲ့ဒီဘာသာစကားနဲ့ကိုယ်အတွေ့အကြုံနဲ့အတွေ့အကြံကိုလက်ဆင့်ကမ်းတဲ့ဒီနှစ်နည်းရှိတယ်တစ်ခုကလက်တွေ့ပြောပြတာနောက်တစ်ခုကစာနဲ့ရေးပြတာအဲ့ဒီစာနဲ့ရေးပြတဲ့ဥစ္စာကိုဖတ်တတ်မှတဘာသူရဲ့အတွေ့အကြုံကိုရမှာပေါ့နောက်မို့လို့ရှိရင်ခွေးသားသာဖြစ်နေကိုယ်တိုင်တွေ့မှသိတယ်ကျွန်တော်ပဲလားစာကြည့်တယ်ပေါ်သေးသေးမထင်ပါနဲ့ရှော့မတွက်ပါနဲ့အရေးမကြီးဘူးလို့ပါအောင်မယ်သိအရေးကြီးပါတယ်အခုဟောဒီမှာတော့စာကြည့်လိုက်ပြလိုက်တယ်နော်အဲ့ဒီအချုပ်ခန်းထဲမှာလူအနည်းဆုံး9ယောက်ကြောက်တော့ကျွန်တော်တို့ကကြောင်းကြောင်းဖွင့်တဲ့ဥစ္စာအကျဉ်းတော်တစ်ခုပိတ်ချင်းနဲ့တူးစီလို့ကမ္ဘာဆိုးစကားတခုရှိတယ်ကြောင်းကြောင်းပိတ်လိုက်ခြင်းအချုပ်တော်တစ်ခုဖွင့်လိုက်ခြင်းတူးဒါပါအချုပ်ခန်းထဲမှာလူများသိကြလို့ချင်းစာကြည့်မရှိထားအချုပ်ခန်းထဲလူများတယ်ရဲတွေအလုပ်ရှုပ်တယ်စာရိုက်များလေလေအချုပ်ခန်းနဲ့လူနေလေကြီးရွာလူကြီးတွေအဆုံးမရသက်သာလေလေပဲမိဘတွေအဆုံးမရသက်သာအာညောင်းသက်သာဒါကျွန်တော်တို့ထောက်စဉ်းစားအဲ့တော့ကျွန်တော်တို့ကခက်နေတာကကိုပြောရတဲ့ဥစ္စာမှသူများတိုင်းပြည်ဖြစ်နေတဲ့ဥစ္စာပြောရတဲ့ခါကျတော်တော်ကြွားကြတယ်ကျွန်တော်အင်္ဂလန်ဥပမရောက်ဘူးပါဒါမှကျွန်တော်တပည့်တစ်ပန်းတကယ်ကြီးတွေကအင်္ဂလန်ကိုရောက်ဘူးကြတယ်သူတို့ပြောပြတဲ့အင်္ဂလန်မှာလမ်းကြီးကြီးဆိုလို့ချင်းအဲ့မှာစာရိုက်တစ်ခုရှိတယ်အဲ့ဒီစာရိုက်မှာသွားပြီးတော့စာအုပ်မေးတဲ့ဒီစာအုပ်မရှိဘူးဆိုအဲ့စာအုပ်ဖတ်ချင်ပါတယ်လို့ပြောချင်းခဏဆောင်မှလူကြီးမတွေ့မှာပြပါမယ်ရောက်ပါလိမ့်မယ်နောက်တစ်ရက်လောက်ရှိလို့ချင်းခင်ဗျားစီစာအုပ်လားလူကြီးဖတ်ချင်တဲ့စာအုပ်ကျွန်တော်စာရိုက်တယ်မရောက်ပါဘူးဘဟိုစာရိုက်ရဲ့ငါပြီအဲ့ဒီနဲ့ပို့ပြီးအရေးကြီးကြတော့ပါဆိုတက္ကသိုလ်တွေဘာတွေမှာသူတေသနာလုပ်တဲ့ပုဂ္ဂိုလ်တွေဘာတွေကတချို့စာမှုတွေဘာတွေအားနေအမေရိကမှာရှိတယ်အဲ့ဒီအမေရိကကိုလှမ်းပြီးတော့ငှားပြီးပြီးတယ်ကဲကော်ပီတွေဘာတွေရှိရမဟုတ်သေးဘူးတော့ကော်ပီယာတွေဘာတွေခုမိတ္တူကူးစက်တွေမရှိသေးဘူးမရှိသေးတဲ့ခါကျအဲ့ဒီကနေလှမ်းမှားပြီးပြီးတာပြီးတော့မှရက်စီတော့မှပြန်ပြောအမေရိကစာရေးကိုပြန်ပို့ပေးအဲ့ဒီတိုင်းပြည်မျိုးမတိုးတဲ့ဘယ်တိုင်းပြည်တိုးတဲ့ကျိုးတို့မှကျတော့ဖတ်เสียစာအုပ်တောင်မရှိစာရေးလိုက်ဆိုတော့မြို့ထဲမှာလို့တာပြီးလဲပြီးတော့ TV ဖွင့်ပြီးတော့အချိန်တော်ပိတ်ပြီးပြန်သွားတယ်ဟုတ်လားတကယ်ဖြစ်နေတာတွေပြောတာအဲ့တော့ဟိုပေးကားပေးမရပေးကားကျွေးမဝဟန်မရလုံတယ်ကောင်းတော့ကောင်းပါဘာကောင်းတော့ရှစ်ဖို့ကောင်းတော့